ကဘာအကြောက်မဖွယ်ရအကောင်းဆုံးတရားများကဘာလက်ခီးသွားတွေတွားရောက်လက်ပတ်လေးရှိတဲ့နေရာတချို့ဟာဖန်သားပြင်ပေါ်ကနေကြည်နေုံနဲ့တင်ချက်တီးထလောက်အောင်အရန်ကိုအနေရများလွန်းလာပါတယ်ဒါကြောင့်ကဘာပေါ်မှာကြောက်မဖွယ်အကောင်းဆုံးခီးသွားနေရာတွေကိုခေါ်သွားပေးမှမို့အသင့်ပြင်ထားလိုက်ကြပါဦးပထမဆုံးအနေနဲ့တရုတ်နိုင်ငံအနောက်တောင်ဘက်ကပေ900မြင့်တဲ့တရားကြီးတစ်စင်းစီကိုတွားကြပါမယ်အောက်မှာတော့နှက်ဆိုင်လာတဲ့6ကမ်းပါးကြီးရှိနေပြီးလူကိုပြုတ်မကြအောင်ကျိုးတစ်ချောင်းနဲ့ပဲထိန်းထားပေးတာပါဒီတရားရဲ့အနေရကတော့ပြောစရာမလိုတော့အောင်ပါပဲတကယ်တမ်းပြောရရင်လုံခြုံရေးကျိုး safety harness ကလည်းတိတ်ပြီးစိတ်မချရပါဘူးတခါကဆိုရင်လူတယောက်တရားကူးနေတော့မှပဲကျိုးပြုတ်သွားခဲ့ဘူးတာကြောင့်လုံခြုံရေးပိုင်းဆိုင်ရာမှာမေးခွန်းထုတ်เสียဖြစ်ခဲ့ပါတယ်ရင်တုံပန်းတုံနဲ့ခြေထောက်တွေပါတုံရီလာစေမဲ့ဒီတရားကိုဖျက်ကူးရတာဟာလွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူးပွင့်လင်းပြောရရင်တရုတ်နိုင်ငံမှာအခုလိုအနေရများပြီးကြောက်စရာကောင်းတဲ့တရားတွေအများကြီးရှိပါတယ်ခီးသွားတွေကိုလက်ပြလွတ်မတက်ဖြစ်သွားစေနိုင်တဲ့မှန်ကွဲပုံစံဝင်မီးတွေတက်ထားတဲ့မှန်တရားလူကိုထုံကျင်သွားစေလောက်တဲ့လွှဲနေတဲ့တရား swinging bridge နဲ့အခုပြောပြနေတဲ့အမြင့်ဆုံးတရားကြီးတွေပဲဖြစ်ပါတယ်ဒီတရားတွေကဘယ်တရားကိုများတွားရောက်စမ်းသပ်ကြည့်ဖို့စိတ်ကူးရှိကြပါသလဲခမန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦး